မင်္ဂလာပါရာသီဥတော်လည်းပူတော့ဒီနေ့ချစ်ချစ်ဆက်ဆက်လေးစားကျင်နေတာနဲ့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲမိုးဖက်ကိုချစ်ချစ်ဆက်ဆက်လေးတုပ်စားပါမယ်ခင်ဗျာငါးတိတာငါးလေးကိုစနွင်းမိုးစားဟင်းကြုံမိုးမြင်ငပိနဲနဲနဲ့အချီလေးထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်အနက်မွေဖို့အတွက်စပလင်လေးလည်းထည့်ပြုတ်ပါမယ်အခုတုပ်စားတဲ့ပုံစံကဒဝဲဘက်မှာတုပ်စားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ငါ့ကိုအသားလေးနှင်ထားလိုက်ပါမယ်အတုပ်တုပ်ဖို့အတွက်ကြက်သွန်လေးတွေကိုပပလေးလှိထားပေးလိုက်ပါမယ်တက်ဆက်လေးစားချင်တာမို့လို့ငရုတ်သီးလေးတွေလည်းလှိထားလိုက်ပါမယ်ပဲတောက်ရှည်လေးတွေလည်းရှိနေတာမို့လို့ပဲတောက်ရှည်လေးတွေကိုလည်းထည့်တုပ်ပါမယ်ခင်ဗျာပြီးရင်တော့နန္နာမင်စားလို့ရှိရင်နန္နာမင်လေးတွေကိုလည်းထည့်တုပ်လို့ရပါတယ်အချင်းတွဲတံပြာသီးလေးလည်းလှိထားလိုက်ပါမယ်အားလုံးပြီးရင်တော့အခုစားတုပ်လို့ရပါပြီခင်ဗျာလှိထားတဲ့ဟာလေးတွေကိုထည့်မယ်ရုံးထွင်ထားတဲ့ငါးတွေထည့်မယ်စားနဲ့နဲ့ဟင်းကြုံမို့ငပီတောင်ထည့်မယ်ပြီးရင်တော့ငါးငပြာကြီးလေးနှစ်စုံလောက်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့ချစ်ချင်းလေးစားချင်တာမို့လို့တံပြာသီး3လို့လောက်ညှင့်ပါမယ်ပြီးရင်ငရုတ်သီးအကြက်မုတ်ထည့်မယ်နန္နာမင်လေးလည်းထည့်ပါမယ်ခင်ဗျာပြီးရင်တော့အားလုံးသမားသွားအောင်တုပ်ပေးပါမယ်ခင်ဗျာရတာတွေအားလုံးသမားသွားအောင်နယ်ပြီးွားပြီဆိုရင်တော့မုတ်ဖက်လေးထည့်ပြီးတော့တုပ်ပေးပါမယ်ခင်ဗျာအရေရွှဲရွှဲလေးဖြစ်အောင်ငါပြုတ်ထားတဲ့အရေလေးတွေထည့်မယ်ပြီးရင်တော့အားလုံးသမားသွားအောင်ထပ်ပြီးတော့တုပ်ပေးပါမယ်အားလုံးတေချာသမားသွားအောင်နယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ချစ်ချစ်ဆက်ဆက်လေးနဲ့အရင်ကိုစားလို့ကောင်းတဲ့မုတ်ဖက်တုပ်လေးရပါပြီခင်ဗျာတုပ်ရတာလည်းလွယ်ပြီးတော့အခုလိုတုပ်လိုက်ရင်မိသားစုတစုလိုစားလို့ရတာမို့လို့အားလုံးပဲလိုက်တော့စားကြည့်ကြပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ